အောင်မြင်မှုအလေးရှောင်မြေတမ်းအတွက် UAB UAB, with you on your journey of life. ကျမအဲ့ဒီရဲတွေတုံးကြပါဘူးကျမရဲတွေကိုကူညီနေမိမပါအဲ့ဒါကျမအိမ်ပေါ်မှာတက်ပြီးတော့ကျမကိုရီးယားနဲ့ပါလာတဲ့ကပြန်မာဆိုပြီးတော့ကျမအိမ်ပေါ်မှာတက်ပြီးတော့ရှာပြီးတော့ဒီရဲစကန်29ကဖမ်းလာရှာတော့လာဖမ်းတော့29ကတိနေတာကျမအောင်နော်ပြုတ်ဖို့အခုလာရှာတဲ့ထောက်လိုင်းကြီးဒါ29ဒီကဓာဆိုင်ပါဘာညာမပြောဘူးကျမဟိုနေ့ကိုဘိုးကျောင်းအောင်ဆန်းကြဆုံးတဲ့နေရာပါလေအဲ့ဒီနေရာကိုအာဇာနီကုန်းမဟုတ်ဘူးလေဟိုလောက်ကြခံရတဲ့နေရာလေဝင်ကြီးများရောမြို့တော်ခမ်းမအဲ့ဒီမှာခေါ်သွားပြီးတော့ကျမကိုမှောင်ငန်းထဲမှာထည့်ထားတာဘာလို့မလို့လဲသိလားဓာတ်နဲ့တိုးပြီးတော့ရေခဲစိတ်ပြီးတော့လောင်းပြီးတော့ဓာတ်နဲ့တိုးမလို့တဲ့အဲ့ဒါဆိုတော့ဖွားဒီဇင်ဘိုအမှုတွေစစ်တရားတွေပဲစစ်တဲ့အချိန်မှာရောဖွားတရားရုံးတွေပဲတွားပေးရသေးလားမတွားဘူးဖွားလည်းဒီနောက်ပိုင်းဘာမှလာမမေးဘာမှလာမမေးဘူးလာလည်းမခေါ်ဘူးဒါဒီအမှုအလုံးကဖမ်းလိုက်တာကသူတို့ရဲကပဲဖမ်းလိုက်တယ်အခုခေါ်တယ်ကျမကိုဘယ်မှာခေါ်လဲဆိုတော့အဲ့ဒီမြို့တော်ခမ်းမထမင်းစားပွဲထမင်းလက်ဆောင်စားပွဲဆိုပြီးတော့ထမင်းခေါ်ကျွေးတယ်ထမင်းခေါ်ကျွေးတဲ့အချိန်မှာဆရာမရေစုကက်ဆက်ကလေးဒီလောက်ကလေးရှိတယ်ကက်ဆက်ကလေးရေစုကက်ဆက်ဆိုတာရေထဲနှိမ့်ထားလို့ပြန်ဆယ်ထားတဲ့ကက်ဆက်ကိုပြောတာဖွင့်မရတဲ့ဟာအဲ့ဒီဟာတစ်လုံးကက်ဆက်ခွေလေးကနှစ်ခွေအဲ့ဒါပဲကျမကိုအဲ့ဒီထမင်းလက်ဆောင်စားပွဲမှာပေးလိုက်အဲ့ဒါပဲရဘူးလေသူတို့ရှိရတငွေကြီးစုကြီးငွေတွေပဲဘာမှမရဘူးဘွဲတစိတ်တွေပါတွေဘွဲလက်မှတ်တွေရှိတယ်ဘွဲလက်မှတ်ရှိတယ်ဒီမှာဖမ်းပေးတဲ့လက်မှတ်ပါတယ်ဆရာမဟုတ်ကဲ့ဒီမှာဆရာမနောက်ကျောင်းမှာလည်းပါတယ်အဲ့စာဒီမှာဆရာမအဲ့ဒါကိုကျမအကျဉ်းယုံပြီးတော့ခီးဆောင်ဆိုပြီးတော့ရိုက်ထားတာဒါလေးကဂုံပြူမှတ်တမ်းမှာဒါကပြည်ထောင်နဲ့သာသနာရေးဝင်ကြီးကပေးထားတာဒါကမြို့နယ်ကပေးထားတာပါဆရာမမြို့နယ်ကပေးထားတာပြည်ထောင်စုဆိုရှယ်လစ်သမရမြန်မာနိုင်ငံတော်ပြည်ထောင်နဲ့သာသနာရေးဝင်ကြီးဌာနဂုံပြူမှတ်တမ်းနဲ့စာလေးတောင်တော်သေးမှိန်သွားပြီမှိန်သွားတာမဟုတ်ငကိုရီးယားမှိန်နေရွှေရောင်နေနဲ့လှုပ်ထားတော့မှိန်သွားတယ်ဗျာဒါကမှတ်တမ်းလွှာဒါကိုဖွားပလတ်စတစ်လောင်းထားတဲ့နာပေါ့လောင်းထားတဲ့နဲ့ဒါပေမဲ့မိတ်တူအစစ်ကပလတ်စတစ်လောင်းထားတယ်ပလတ်စတစ်လောင်းထားတာမဟုတ်အဲ့အစစ်ကမုံတိုင်းထဲမှာပါသွားပြီမုံတိုင်းထဲပါသွားပြီဒါတော့ရှောက်သွားတောင်းထားတာပြန်ပြီးတော့ပြန်တာအမှတ်16ညောင်နှန်းစီ9ရက်ကွက်ပဇွန်တောင်မြို့နယ်နေဒေါ်စန်းရီခေါ်ဓာဆန်းရီတဲ့ဒီဖော်ပြထားသောတာဝန်ဖြင့်သက်စွန့်ကျူးပန်းထမ်းဆောင်သည့်အတွက်ဤဂုဏ်ပြုမှတ်တမ်းကိုပြည်ထောင်စုဆိုရှယ်လစ်သမရမြန်မာနိုင်ငံတော်ပြည်ထောင်နဲ့သာသနာရေးဝန်ကြီးဌာနဝန်ကြီးကချီးမြှင့်လိုက်သည်တဲ့နောက်ကျောမှာဗိုလ်ချုပ်မင်းကောင်တဲ့နောက်ကျောမှာကျမလှုပ်ဆောင်ချက်တွေအဲ့ဒီမှာမမှန်အခုပြောတာဒီမမှန်ကန်ဘူးဆိုရင်ကြိုက်တယ်လို့ပြောလို့တရားခံစင်မိုးအားအရှင်ဖန်းစီရရှိရေးအတွက်ထိရောက်စွာပါဝင်ကူညီဆောင်ရွက်ခဲ့ပုံဒေါ်စန်းရီသည်10လ83နေ့ည22နာရီအချိန်ခန့်ကမိန်းမသားတဦးအနေဖြင့်ဇင်မိုအားဖန်းစီနိုင်ရေးအတွက်ကူညီဆောင်ရွက်ခဲ့သူဖြစ်ပါသည်ဒေါ်စန်းရီသည်ညောင်တန်းစိတ်ကမ်းဘက်တခုအော်တန်ကြားချိန်ကလေးကကန်းနာဘက်ဆင်းလာခဲ့ခြင်းဇင်မိုအားကန်းဆက်အနီးရေထဲတွင်ရင်ကောင်းအထိဖော်ရက်နေသည်ကိုချော့မော့၍မောင်လေးလာဟုခေါ်ခဲ့ခြင်းအမှတ်1ကြောင်မီးသွေးဝင်းတရားတွင်ဇင်မိုအားတရားပေါ်သို့ဆွဲတင်ရာ၌ပါဝင်ဆောင်ရွက်ခဲ့ခြင်းဇင်မိုဘုံပါရှိကြောင်းကိုခြားသူများသိရှိစေရန်အော်ဟစ်ပြောဆိုခဲ့ခြင်းများဖြင့်အမှုတွင်ပါဝင်ကူညီဆောင်ရွက်ခဲ့ကြောင်းတွေ့ရှိရသည်။အိုးဂုဏ်ယူပါတယ်ဖွားရဲ့တကယ်ပါဒါဆိုရင်တော့တကယ်လှုပ်ဆောင်ထားတာပါလှုပ်ဆောင်ထားတာကျမကိုအခုလိုပြစ်ထားတာကိုကျမမကျေနပ်တာပါဆရာမအခုကဒါအဖွားကိုပြစ်ထားကြတယ်ပေါ့အခုလမ်းမေးတောင်းစားနေရတယ်လေဆရာမရဲ့ကျမမှာအိမ်မရှိအိုးမရှိနဲ့အဖွားတောင်းတဲ့ခါအဖွားကိုမှတ်မိကြလားမှတ်မိတယ်လေကားသမားကြီးကဘယ်တော့မှ200မပေးဘူး100မပေးဘူးကျမ900 1000 9000ပေးသွားကြတယ်1000အဲ့လိုပေးသမီးတွေကလေဒီလိုတာလုံနေတာသိရင်လေရှက်လို့အသက်ထောင်ထွက်သွားမလားလို့အောင်မရလေအဖွားကလေကျမလုံနေတာသူတို့ကျမတမင်ကရွက်လုံနေတာပို့ပြီးတော့အဖွားမရွဲပါနဲ့တော့ဖွားရဲ့သူတို့လည်းကုသိုလ်ရအောင်သူတို့ကြော့တာကိုလည်းလက်ခံပြီးတော့သူတို့နဲ့မနေတောင်မှအလန်းမော်တော့တောင်းကျမသမီးတွေကိုရွက်တာမဟုတ်ဘူးနိုင်ငံတော်ကိုရွက်နေတာနိုင်ငံတော်ကိုရွက်နေတာဟုတ်တယ်ကျမသမီးတွေကိုမရွက်ဘူးရိုက်တာအဲ့ဒါကျမနိုင်ငံတော်ကိုရွက်နေတာဘာဖြစ်လို့ရွက်လဲ
ကျမတို့မိန်းမသားတယောက်ကတော့ ဟုတ်တာပေါ့ ဒီလိုတရခေါင်မရောက်ခန်းနိုင်တယ်အခုတောင်ကိုရီးယားမှာမြောက်ကိုရီးယားရဲ့သူ့ညီအရင်ခောက်တေသွားတာကိုဖမ်းမမိလို့အခုထိတောင်မှတောကကြီးဖြစ်နေ ဖြစ်နေရတာလေ အေးကျမတို့မိန်းမကျမတို့နိုင်ငံကိုလာလောက်ကြတာတော့မိအောင်ခန်းနိုင်ရဲ့တန်းနဲ့ကျမကိုလာမေးမှပြစ်ထားတယ်တွေ့ကြည့်လေ နိုင်ငံတော်ကမကြည့်ရှုလို့ ဒါပဲအဲ့ဒါကြောင့်ရွေ့ အဖွားဒီစုတစိတ်တွေနဲ့ဒီလက်မှတ်တွေရတော့နောက်ထပ်ထောက်ပံ့ကြေးတွေပါမလား ဘာမှမလာပါရေတစ်ခွက်တောင်လာတိုက်မယ်လို့မရှိပါ အော် ဆရာမကြီးကျမမလိမ့်တတ်ဘူးပွင့်ပွင့်လင်းလင်းပဲအခုမှဘယ်လိုဘယ်သူကပြောလိုက်လဲမသိဘူးအရင်ဆုံးကျမတို့နေခဲ့တဲ့ဘုံတော်ကလာထောက်လိုင်းရဲလာပြီးမေးတယ်အိမ်ကိုလာမေးတော့ကျမပြောတယ်ဘယ်သူပြောလိုက်တာလဲဆိုဒီလိုပဲစုံစမ်းမိလာတာနောက်တစ်ခါအဲ့ဒီအင်္ဂလိပ်ကြီးနဲ့အမျိုးသမီးတယောက်နဲ့လာတယ်စကပြန်နဲ့ကျွန်တော်နိုင်ငံသားကိုတဲ့နိုင်ငံသားတရင်ပို့ကျွန်တော်တဲ့စာတောင်တရင်စာဆောင်ထည့်ကျွန်တော်ကဲပြောပြလိုက်တယ်နောက်အမျိုးသမီးလေးတယောက်နဲ့ကျမတို့ဗမာကပဲကိုရီးယားဆိုလာပါပဲအဲ့ကောင်လေးတစ်ကောင်နဲ့လာတယ်လာတော့လေတခါအဲ့လိုပဲမေးပြောပြလိုက်တယ်၃ယောက်အခုဆရာမကြီးတို့နဲ့ဆို၄ယောက်ရှိပြီ 4 ယောက်ရှိပြီအဲ့တော့အဖွားအနေနဲ့ဟိုအေးအေးလူလူတရားဓမ္မကိုနော်ဟိုရှာမီးပြီးတော့အေးလူလူနေခြင်းစိတ်ကလေးမရှိဘူးလား ကျမဘိုးကရိတ်တာတော့မနေနိုင် ဘဝိုက်တာမနေနိုင်ဘူး ဘူးမနေနိုင်ဘူးဘာလို့လဲကျမဗီဇနဲ့မရ ဘယ်ရလူလူ ကျမလွတ်လွတ်လပ်လပ်နေခြင်းနဲ့စိတ်မှန်ကိုမှန်ကိုလုတ်ကိုခွန်နေပဲကိုလုတ်အောင်နောက်ဆုံးဆရာမရဲ့ကျမလေးဖုံးမနဲ့လဲသွားမှာပဲကျမအတိခံလိုက်မယ်ဘိုးဘရိတ်တာတော့မသွားဘူးဘာလို့ဘိုးဘရိတ်တာကျမတို့ကဘာထုလဲဆရာမရဲ့ထောင်ကြနေတာ ဘွားလူလူ freedom နေခြင်းတဲ့သူတွေဆိုမကြိုက်ဘူးပေါ့ အဲ့မောထောင်ကြနေတာပဲလေဘာလို့ဆိုအဆောင်နေနဲ့ထားတာလေပတ်လည်းမှာအဆောင်တလုံးဝနေနဲ့အဆောင်နေနဲ့ အဖွားရောက်ဘူးလို့လားတွားလဲဘူးလို့လား ကျမကိုချမ်းသာတဲ့တထေးမကြီးကလိုက်ပို့တာ အာ သူကကျမကိုဘိုးဘရိတ်တာလို့မပြောဘူးတွားလူကြီးရှိလို့တဲ့အဖိုးအဖွားတွေတွားလူမလို့တဲ့အဖိုးအဖွားတွေဆိုအော်သူ့အဖိုးအဖွားတွေပဲထင်တာပေါ့အဲ့ဒါနဲ့လိုက်သွားတာသူကခေါ်လို့သူကညာပြီးခေါ်သွားတာကျမခေါ်သွားတော့လိုက်ပါခိုးလေးရောက်ကိုကျမကိုသွားအပ်တာသူကလက်ညှိုးထိုးလို့ကျမကားပြေးမှမတက်လိမ့်ရဲ့သူ့လောက်ကတော့ကျမလှင်မိတာဟိုကလက်ညှိုးထိုးယူပြကျမကိုထိုးပြကျမကြည့်နေလေအင်းငါ့ကိုအပ်ပြီဟိုဘက်ဒီဘက်လိုက်ကြည့်လိုက်တယ်ဘယ်ပြေးကောင်းမလဲနောက်တော့ဘာစကားအဲ့တုန်းကဟိုးစားလာမသိဘူးနမ9လား10လားမသိဘူးရောက်လာတဲ့တယ်မောင်းလာတယ်ဟိုအယူတော်လမ်းတဲ့မောင်းလဲမောင်းဟိုးစရာခဏပါစုကာလီဆိုမောင်းဆိုတော့ကိုမိမရင်ကျန်တယ်လာနဲ့လမ်းကောနောက်ကနေဒီကြောက်နောက်နဲ့ကြံနေပြီးလာနဲ့လမ်းကော အဖွားအခုချိန်ထိလည်းတက်ကြွစေချက်လက်တန်မာစေချမ်းမာစေဆိုတော့တကယ်လူများ အသက်86နှစ်ရှိပြီ အရန်လဲရမ်းချမ်းမာပြီအရန်ဖြတ်လဲလူငယ်စတိုင်ပဲ ကျမကတော့နိုင်ငံတော်ကကျမကိုဂုံတူးဆောင်လက်မှတ်ပေးထားပြီနဲ့အခုထိဘာမှမချီးမြှင့်သေးလို့အိမ်တစ်လုံးနဲ့ကျမကိုခြံနေရာလေးနဲ့ပြီးရင်ကျမအေးစီတရားထုတ်တော့မယ် ဆန်နဲ့ဝင်းနဲ့တကူတော့နေစရာအိမ်လေးရပြီစင် ပြီးပြီကျမဆုံးဖြတ်လိုက် နိုင်ငံတော်ကပေးမှလားဖွားရဲ့ဒီလိုမျိုးတိတက်တဲ့လူမှုအဖွဲ့အစည်းတွေကနေ ဘယ်သူကပေး စီစဉ်ပေးမယ်ဆိုအဖွားဒါနောက်ရေး အတွက်ကျမနေပြီတေတဲ့အထိအဲ့ဒီနေရာကိုခေါင်းချပါမယ် ဒါပေါ့ ကျမဆုံးဖြတ်ပြီကျမလှုပ်ရှားနေရတာပင်မလား ဒါပေါ့ တေလဲတေခြင်းပါပြီမတေသေးတော့လဲနေစရာလေးတော့ရှိအောင်ပါလေ ဒါပေါ့ အခုနေစရာမရှိလို့ကျမသူများကြီးကတ်နေရ ကဲဒါဆိုလို့ရှိရင်ဖွာဒီကိုဖြတ်တန်းခဲ့ရတဲ့ဘဝရဲ့အတွေ့အကြုံတွေပေါ့နော်အရင်ပြုပြီးတော့ဒီအခုနားထောင်နေတဲ့ပရိသတ်ကိုအဖွာအမှတ်တရစကားလေးသို့မဟုတ်ဆူတောင်းစကားလေးတစ်ခုလောက်ပြောပေးပါဦး အခုအဖွားပြောဆိုနေတဲ့အချိန်မှာအဖွားရဲ့စကားတန်လေးတွေကိုနားထောင်ပြီးတော့အာယူနေတဲ့အာနာပေးနေတဲ့လူတွေပေါ့နော်အဖွားခဲ့သူပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကြမ်းမာခြင်းနဲ့ခန္ဓာကိုယ်တွေဟာလားအမြဲတမ်းတန်ဆွမ်းပြီးတော့အဖွားလို့လူဝင်ဆန္ဒအမြဲပြည့်နေပါစေလို့ ဆူတောင်း အဖွားဆုတောင်းပေးပါတယ်လို့နော်ငါသမီးတွေငါသားတွေချမ်းသာချမ်းသာပြီးတနေ့တခြားစီဝါတိုးပါစေလို့ ပေးရစနေပြပါစေဖွာအဖွာလည်းကျမ်းမာပြီးတက်ကြရရှိပါစေ အာတူတူပဲထား တရားရေး ဒီလက်ရှင်နေဒုက္ခတွေရောက် ပြီးတော့ဘုရားတရားလည်းအမြန်ဆုံးเนาะအာယုံပြုပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့ဖွာနေလို့တဲ့ဘဝမှာ ကျမယူကျမကိုပြမယ်ဂရိပေးတယ်ကျမမီးလို့17ရက်စားဘူးလေ ဟုတ်ကဲ့ဖွာ တရားဟိုတုန်းကတရားကျင့်နေတယ်ကျမ ဟုတ်ကဲ့ပါ တရားကျင့်တော့မီးလို့17ရက်စားတယ်ကျမပြစ်ကိုလေရ ဟုတ်ကဲ့ဖွာ တော်တောင်းမီးလို့17ရက်မစားနိုင် စားနိုင် မီးလို့ဆိုတာဘာမှမစားရဘူးအတိတစ်မျိုးပဲစားတယ်အတိတောင်မှပန်းသည်တင်မော်သည်တင်မော်သည်တော့မီးနဲ့အုံးရင်မစားရတော့ဘူးငပြောသည်မီးနဲ့အုံးရင်မကန်ရတော့ဘူးအပင်မောကမဲ့တဲ့အသီးမှာ ပေါ့တာပေါ့ပါ အဲ့လိုစားခဲ့ရ17ရက်လုံးပြစ်ကိုလဲတာနောက်နေ့ကျတော့ဂတိတော်မရကျမကျင့်မယ်ဆိုကျင့်လို့ရတယ်
ဒါပြင်ကျမအခုအဲ့ဒီဒေါသတွေမောဟတွေပါနေတော့ဘယ်လိုလုပ်ကြည့်မလဲဆရာမကြီးအခုလို့ကျမငြိမ်းငြိမ်းချမ်းချမ်းနေရပြီအခုကဲဆရာမကြီးကဒီတိုက်ခန်းလေးထဲမှာဒီနားမှာနေဆိုရင်ကျမစိတ်ချမ်းသာသွားပြီဟာအေးငါအေးတော့ပြီငါနေလို့ရပါတနေကုန်အိတ်နေတာကျမအဲ့ကြောက်ကြားလေးပေါ်မှာလှိမ့်ပြီ ဟုတ်ကဲ့ပါဖွာကျေးဇူးတင်ပါတယ်ကဲဖွာလည်းတကယ်ကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့နော် နေကြပါပြီဆရာမကြီး ဖွာနေခြင်းနဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ ပြီးတဲ့ဆိုရင်ပြပါလေလို့ကျမလည်းဆုတောင်းပါတ ကျေး ယ် ဇူးတင်ပါတယ်မြန်မာပြည်သား ဆရာမကြီးလည်းအသက်ရှည်ပါစေလို့အနာကင်းပါစေလို့ ဖွာပေးစေကြပါစေတမိုးလင်းနဲ့စကားလက်ဆောင်အစီအစဉ်မှာစကားလက်ဆောင်တော်တော်ကိုကြာသွားတဲ့အဖွာဆန်းကြီးဖြစ်ပါတယ်တမိုးလင်းခင်ဗျာဘာမှတော့တိတ်မမေးလိုက်ရပါဘူးအဖွာရဲ့အတန်နေဟန်ပန်နေကြားထဲမှာမျောပါသွားပြီးတော့အသက်ဘယ်လောက်လဲဆိုတာတော့မေးယူရတဲ့အထိပြိသက်ကြီးမြင်တွေ့ရမှာဖြစ်ပါတယ်86ဆိုတာတကယ်ကိုပြောမယုံကြုံမှပဲသိရတာပါတန်ဆွမ်းစေကျမ်းမာစေထက်မြက်စေနောက်ပြီးတော့တက်ကြွစေအမူအရာတွေရောအတန်တွေရောကြည့်ရင်မြင်တွေ့ရပါလိမ့်မယ်နောက်ပြီးတော့သူ့ရဲ့မဟုတ်မခံစိတ်86နှစ်အထိရှိနေတဲ့သူမရဲ့မဟုတ်မခံစိတ်ကိုလည်းမြင်တွေ့ရပါလိမ့်မယ်အဖွားရဲ့စကားနဲ့ပြောရင်တော့အရွယ်တိုက်တဲ့စိတ်ပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့လည်းအဖွားဟာနာနာနေနေနဲ့တရားဘာဝနာကိုအားထုတ်ခြင်းတဲ့စိတ်တွေတော့ဖြစ်နေပါပြီအဖွားရဲ့ဆန္ဒဖြစ်တဲ့အိမ်လေးနဲ့ခြံဝန်းလေးနဲ့သူ့တကူစာလေးပေါ့နော်တက်တောင့်ตาရစွာနဲ့ဖရာတရားကိုအာယုံပြုနိုင်မဲ့စိတ်ကူးမျိုးလေးလည်းအဖွားမှာရှိနေပါပြီဒါကြောင့်မို့လို့ကျမတို့အတူတူအဖွားရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးနဲ့ကျမ်းမာသက်ရှိတဲ့နိုင်ငံသားကောင်းမြန်မာပြည်သူတယောက်အနေနဲ့မှတ်တမ်းတင်ကြပါဆိုရှင်